ကမ္ဘာအသေးငယ်ဆုံးနိုင်ငံဖြစ်တဲ့ဗာတီကန်စီးတီးဟာဘာကြောင့်တည်ရှိနေရတာလဲစတူရမ်းမိုင်တမိုင်ထက်လည်းငယ်ပြီးလူဦးရေရှည်ရပဲရှိပါတယ်ပြီးတော့ပုပ်ရဟန်းမင်းကြီးကအုပ်ချုပ်တဲ့နိုင်ငံဖြစ်ပါတယ်ဒါပေမဲ့ဒီနိုင်ငံဟာအမြဲတမ်းဒီလောက်သေးငယ်နေတာတော့မဟုတ်ပါဘူးတည်ထားရမှာကနှစ်ပေါင်း1000ကျော်ကြာအောင်ပုပ်ရဟန်းမင်းကြီးဟာဝိညာဉ်ရေးရာခေါင်းဆောင်တဦးတည်းမကပါဘူးအုပ်ချုပ်ရေးမှူးလည်းဖြစ်ခဲ့ပါတယ်သူဟာရောမမြို့တော်အပါအဝင်အီတလီအလဲပိုင်းတလွှားမှာရှိတဲ့ကျေပြန့်လာတဲ့ Papal States လို့ခေါ်တဲ့နယ်မြေတွေကိုအုပ်ချုပ်ခဲ့ပါတယ်။ဒါပေမဲ့1880ခုနှစ်မှာအီတလီနိုင်ငံပေါင်းစည်းပြီးရောမကိုအင်အားသုံးသိမ်းလိုက်တဲ့အခါအရာအလုံးပြောင်းလဲသွားပါတယ်။ပုပ်ရဟန်းမင်းကြီးဟာအဲ့ဒီဘရင်တင်တဲ့နိုင်ငံအသစ်ကိုအတိမတ်မပြုဘဲဗာတီကန်အတွင်းမှာပဲတည်တံ့ပိတ်လောင်နေခဲ့ပါတယ်။သူ့ကိုယ်သူအကျဉ်းသားလို့ပင်ကြေညာခဲ့ပါတယ်။နှစ်ပေါင်း60ကြာအောင်ပုပ်ရဟန်းမင်းကြီး၅ဆက်ဟာဗာတီကန်ရဲ့နိုင်ငံအပြင်ဘက်ကိုလုံးဝမထွက်ခဲ့ကြပါဘူး။သူတို့ဟာလူအုပ်ကိုလှေကားထစ်ပေါ်ကနေပဲကောင်းချီးပေးခဲ့ကြပြီးအီတလီနိုင်ငံထဲကိုခြေချခဲ့ကြတယ်ဆိုတာမရှိပါဘူး1929ခုနှစ်အီတလီခေါင်းဆောင်မူဆိုလီနီနဲ့ချက်ကြတို့သဘောတူညီချက်တရက်လက်မှတ်ရေးထိုးချိန်ထိအခြေအနေကဒီတိုင်းပဲဖြစ်နေခဲ့ပါတယ်မူဆိုလီနီဟာပုပ်ရဟန်းမင်းကြီးရဲ့နေထိုင်ရာနာပတ်လည်ကနေရာတစ်သေးလေးကိုအချုပ်ချပိုင်နိုင်ငံတစ်နိုင်ငံအဖြစ်အတိမတ်ပြုလိုက်ပါတယ်ဒီလိုနဲ့ကမ္ဘာအသေးငယ်ဆုံးနိုင်ငံဟာပေါ်ပေါက်လာခဲ့ပါတော့တယ်